အားလုံးပဲမင်္ဂလာပါရှင်။မနက်ဖြန်ဇွန်လ12ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့ဇွန်လ17ရက်နေ့မှာတောင်တရုတ်ပင်လယ်ကအားကောင်းတဲ့လေဖိအားနည်းရဲဝန်းဟာဆက်လက်အားကောင်းလာကဒီကနေ့ညတကောင်ကျော်အချိန်မှာအပူပိုင်းမုန်တိုင်းဖြစ်လာပြီးလာမယ့်ဇွန်လ13ရက်ည12နာရီကျော်အချိန်မှာပုံမှန်အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖြစ်လာကဗဟိုအနီးလေတိုင်နှုန်းကတနအီ63မိုင်ကျော်ရှိလာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းဟာလာမယ့်48နာရီအတွင်းတရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဝမ်နီမြို့ကနေဖျက်ကျော်ဝင်ရောက်နိုင်မှာဖြစ်တယ်လို့လည်းမိုးလေဝသမြန်မာရန်ကုန်ဌာနခွဲကထုတ်ပြန်ထားပါတယ်။ဒီကနေ့ညနေ4:30မိနစ်အချိန်တိုင်းထွာချက်အရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနေတာနဲ့အရှိဘက်ကလာတဲ့လေပွေလိုင်းတွေရဲ့အရှိန်ကြောင့်ဇွန်လ18ရက်နေ့အထိပြည်내နဲ့တိုင်းအားလုံးတို့မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မြစ်ရေအခြေအနေတွေနဲ့ပတ်သက်ပြီးလက်ရှိတနိုင်ငံလုံးမှာရှိတဲ့မြစ်ရေအခြေအနေတွေအရစွန့်ရည်အမှတ်ကိုကျော်လွန်ရောက်လာနိုင်ခြင်းမရှိသေးတာကြောင့်အေယာဝတီချင်းတွင်မြစ်ညာဒေသတွေနဲ့မြေရိုးတစ်ချောင်းမှာစွန့်ရည်စရာမရှိသေးဘူးလို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒါပေမဲ့မြေရိုးချောင်းရိုးတစ်ချောင်းကအနိုင်ပိုင်းဒေသတွေမှာတော့နှစ်စဉ်မြစ်ရေတက်ချိန်တွေအတွက်ပြင်ဆင်သက်နာကာကွယ်သက်နာတွေတော့ကြိုတင်ဆောင်ရွက်ထားကြရမယ်လို့လည်းဦးဝင်းနိုင်ကထပ်မံအသိပေးထားပါတယ်။မနက်ဖြန်မွန်တဲချိန်အထိကချင်ပြည်မှာနေရာကျကျရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာစစ်စိမ့်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရန်နှုန်းပြည့်ဖြစ်ပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းနဲ့တရဏတိုင်းတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအနည်းငယ်ကနေအားအသင့်အတင့်ရှိနေပါတယ်။မြဝကျွန်းမော်မုတ်တမခွေမွန်တရင်းနိုင်ကံရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြားစဉ်ရေပြင်မြေပြင်လေဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြန်မာမြဝကျွန်းမော်မုတ်တမခွေမွန်တရင်းနိုင်ကံရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေကနေ17ပေခန့်ရှိနိုင်ပြီးရခိုင်ကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေကနေ10ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာတော့လိုင်းအသင့်အတင့်ရှိပါမယ်။ကရင်နီကယားပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းနယ်အောက်ပိုင်းအေရဝတီတိုင်းနဲ့တရဏတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေ့ရှားရနေရတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးတွေ့ခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်2ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းနဲ့တရဏတိုင်းတို့မှာမိုးပိုလာပါမယ်ရှင်။အခုလိုမိုးလေဝသခန့်မှန်းချက်တွေနဲ့ပေးအပ်တဲ့သတိပေးချက်တွေကိုညစီညတိုင်းတင်ဆက်ပေးနေအောင်မို့ဒီ channel ကို like and subscribe လုပ်ပြီး notification ကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရရှင်။အခုမိုးလေဝသသတင်းအချက်အလက်တွေဟာမိုးစလာမိုးလေဝသမြန်မာရန်ကုန်ဌာနခွဲအန်ယူဂျီမိုးလေဝသဌာနမိုးလေဝသပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာတို့ရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါရရှင်။